Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro မှာ Vibrate Effect တခုဘယ်လိုလုပ်ရမလဲဆိုတာပြပြပေးတော့မှာဖြစ်ပါတယ် Okay ပထမဦးဆုံးတိုင်းတိုင်းနဲ့မှာကျွန်တော်ဗီဒီယိုတွေကိုဆွဲထည့်ထားပါတယ်ဒီဗီဒီယိုကိုကျွန်တော်အရင်ကြည့်လိုက်မယ်ဆိုရင်Okay ဒီဗီဒီယိုက vibrate မပါဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က vibrate effect ထည့်ချင်တာဖြစ်တဲ့အတွက်ပထမဦးဆုံးကျွန်တော်တို့က adjustment layer တခုဖန်တီးရမှာဖြစ်ပါတယ် Okay adjustment layer တခုကိုခေါ်မယ်ဆိုလို့ရှိရင်ဒီ project လေးတွေကိုတွားပါပြီးရင်ကျွန်တော်တို့ကဒီနေရာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ဒီမှာလွတ်တဲ့နေရာလေးပေါ်လာပြီပေါ့နော်အဲ့လွတ်တဲ့နေရာလေးမှာ right click လေးထောက်လိုက်ပါပြီးရင် new line နဲ့ပြီးရင် adjustment layer ဆိုတာလေးကိုနှိပ်ပြီးလို့ရှိရင် okay ကိုနှိပ်ပေးလိုက်ပါပြီးရင် left view တစ်ချက်နဲ့ပြီးရင် search box မှာ ATJ ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ဆိုရင်ဒီမှာ adjustment layer ဆိုတာပေါ်လာပါပြီအဲ့ adjustment layer ကိုကျွန်တော်ဒီပေါ်ဆွဲထည့်လိုက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီ adjustment layer လေးကို effect တစ်ခုထည့်ရမှာဖြစ်ပါတယ် effect ထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘက်ပြီး effect panel လေးတွေကိုတွားပြီးတော့ effect နဲ့က Moses ဆိုတဲ့ effect လေးကိုရိုက်ရှာမှာဖြစ်ပါတယ်Okay Moses ဆိုတဲ့ effect လေးကိုကျွန်တော်ဒီ adjustment layer လေးကိုဆွဲထည့်လိုက်မှာဖြစ်ပါတယ်ဆွဲထည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီဘက် effect control ထဲမှာ Moses ဆိုတဲ့ effect လေးရောက်သွားပြီဖြစ်ပါတယ်အဲ့ဒီမှာ horizontal brush နဲ့ vertical brush ဆိုပြီးနှစ်ခုရှိပါတယ် horizontal brush မှာ40လောက်ထားလိုက်ပါမယ်ပြီး vertical brush မှာတော့ကျွန်တော်100လောက်ထားလိုက်ပါမယ် Okay အဲ့ဆိုဒီလိုပုံစံလေးဖြစ်သွားပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအောက်က line လေးကိုကျွန်တော်ဒီအဆုံးဒီဆွဲကတ်ထားပါဆွဲကတ်ပြီးသွားပြီဆိုရင်တော့ frame တစ်ခုရွှေ့ပြီးရင်တစ်ခါဖြတ်မှာပဲဖြစ်ပါတယ် Okay frame ရွှေ့တာကstep forward 1 frame right ဆိုပြီးတော့ဒီ crop လေးနဲ့ရွှေ့လို့ရတယ်လို့ keyboard ပေါ်ကညာဘက်ကိုသွားတဲ့ arrow လေးကိုတစ်ချက်နှိပ်ပြီးတော့လည်းရွှေ့လို့ရပါတယ် Okay ပြီးရင်တစ်ချက်ကတ်မယ် Okay ပြီးရင်တော့နောက်က adjustment layer ကြီးကိုဖြတ်ပလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီ3ခုလုံးကို select ပေးလိုက်မယ် select ပေးပြီးတော့ bit တန်လေးရှိတဲ့နေရာမှာသွားပြီးတော့လိုက်ချမှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်ပိတ်တန်လေးရှိတဲ့နေရာလေးကိုလိုက်ပြီးတော့ခုနကဖြတ်ထားတဲ့ဟာလေးတွေကိုလိုက်ပြီးတော့ထားလိုက်ပါပြီပြီးရင်ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒါဆိုရင်တော့ Premium Pro ထဲမှာ Vibrate Effect တခုဘယ်လိုလုပ်လို့ရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်